Hello ကျွန်တော်ဒီ YouTube မှာ video လေးကြည့်နေနေပေါ့နော်ဒီ ChatGPT ရော Canva တို့ကို free ယူလို့ရတဲ့နည်းလမ်းလေးတစ်ခုပေါ့နော်ကျွန်တော်ဒီမှာ video လေးတွေ့ထားတယ်အဲ့ဒါနဲ့ကျွန်တော်ပြန်ပြီးတော့ share ပေးခြင်းလို့ပေါ့နော်တခုရှိတာဒီကောင်လေးကကိုသူတင်ထားတာမကြသေးတဲ့အတွက်ခုချိန်မှာတော့ကျွန်တော်စမ်းကြည့်ရဲ့ချိန်မှာအလုပ်ဖြစ်နေသေးတယ်သို့တော်ညာလည်းဘယ်ချိန်မှာဒီကောင်လေးက free ပိတ်သွားမလဲကျွန်တော်မသိဘူးပေါ့ဗျာဆိုတော့အခု try မယ်ဆိုလို့ရှိရင် try လို့ရတယ်တခုရှိတာကိုယ့်ရဲ့ဒီ data privacy အတွက်ကျွန်တော်တို့ဒီလုံးဝကြီးကိုကျွန်တော်ဒီကိုယ့်ရဲ့ officially mail တွေကိုအသုံးမပြုဖို့တော့ဒါအကြံပြုခြင်းနဲ့ဘာလို့အကယ်ဖြစ်ခဲ့ရင်ဒီကျွန်တော်ကိုယ့်ရဲ့ဒီdata privacy နဲ့ပတ်သက်ပြီးတော့ဗောနော် take your risk ပဲကိုယ်တိုင် risk ယူရမယ် game ဆိုတော့လေအဲ့တော့ကျွန်တော်တို့အရင်ဆုံးဗောနော်ဒီကောင်လေးကဖုန်းကနေလည်းလုပ်လို့ရတယ်เนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့သိရမယ့် website လေးတစ်ခုရှိရယ် Awesome ဆိုတော့ကျွန်တော် browser ရဲ့ search bar မှာဖုန်းကပဲဖြစ် computer ဖြစ် Awesome လို့ရိုက်ရှာလိုက်ပြီးရင်ဒီကောင်လေးဒီ website လေးကိုနှိပ်လိုက်အဲ့တော့သူပြောလို့ 100 plus blah blah တွေတော့ကျွန်တော်မတွေ့သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ sign in ရဲ့ဒီမှာ register ရှိမယ်အဲ့ဒါဒီမှာအဆင်ပြေမဲ့နာမည်တစ်ခုကိုရိုက်ထည့်ပေါ့နော်ကျွန်တော်အဲ့မှာ email ပြီးရင်ကျွန်တော် contact number မှာ10လုံးထည့်ရမှာအဲ့တော့ကြိုက်တဲ့နံပါတ်ထည့်ပေါ့နော်ဒီလိုမျိုးထည့်လဲရတယ်ပြီးရင် email နေရာမှာကျွန်တော်တို့က tag mail တစ်ခုကိုတွန်းလိုက်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဘာလို့ဆိုအဲ့ဒါကကျွန်တော်တို့ကဒီ account ဖွင့်ဖို့အတွက်ယာယီ mail ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီ tag mail တွေကတော့အများကြီးရှိတဲ့ site တွေကကျွန်တော်ကတော့ဒီ email generator.email ပေါ့နော် account လေးကိုကျွန်တော်ယူသွင်းလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီပေါ်လာတဲ့ဒီကောင်လေးကိုကျွန်တော် copy ယူလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် awesome ကိုပြန်သွားမယ်ဒီ email မှာထည့်မယ်ပေါ့နော်ပြီးတော့ရင် password ပေးမယ်ကိုကြိုက်တာကိုပေးပေါ့နော် choose your ownတိုင်း register လုပ်လိုက်မယ်အဲဆိုကျွန်တော် Awesome ရဲ့ဒီ website ကိုကျွန်တော်ရောက်သွားပြီအဲ့ဒီမှာ login မှာ free နှစ်ခုပေးထားသေးတယ်ကျွန်တော်ဒီ broad free service နဲ့လည်းကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်နောက်ပိုင်းမှာသူ့အနေနဲ့ Netflix တွေပါညာပေးဖို့လည်းရှိတယ်ကျွန်တော်ဒီ Telegram ကိုသူတို့ရဲ့ Telegram channel ကိုကျွန်တော် join ထားလဲကျွန်တော် share ရတယ်ပေါ့နော်အဲ့တော့သူကဒီမှာ loss ပြောနေတာဒီမှာသူတို့ရဲ့ platform မှာ free ပေးနေတာဒါကြီးရှိမယ်နောက်ဒီတက်ပို့ပြီးတော့ပေးဖို့ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော် loss ဒီမှာ dashboard ကိုပြန်သွားမယ်ပြီးရင်ဒီမှာ click here တော့ activate CGI ဆိုတာ ChatGPT ကျွန်တော်ဒီ Canvas Pro က Canva ဆိုတော့ဒီကောင်လေးကိုအရင်နှိပ်မယ်ပြီးရင် official website ကိုကျွန်တော်သွားမယ် login ကိုနှိပ်မယ်ပြီးတော့ကျွန်တော် mail ကိုတစ်ချက်ပြန်ပြီးတော့နှိပ်မယ် continue နှိပ်မယ်ပြီးရင် password ထည့်မယ်ပေါ့နော်ဒီက password ကိုယူမယ်ပြီးရင်ကျွန်တော်ဒီမှာ password ထည့်မယ်ပြီးရင်19 code ပေါ့နော်19 code ကဘယ်ရယူရမလဲဆိုရင်သူပေးထားတဲ့ဒီမှာဒီ link ကိုတစ်ချက်နှိပ်မယ်ဒီ code ကြမယ်အဲ့ code ကသူကဒီမှာ second တွင်အချိန်ပြောင်းတယ်အဲ့မပြောင်းခင်မှာတစ်ခါတည်းယူပြီးတော့ထည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ ChatGPT ကိုပြီးရင်မှာ Awesome ဆိုတာလေးကိုရွေးပေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ ChatGPT Pro version ကိုကျွန်တော်တို့ဒါ free သုံးလို့ရပါပြီ။သို့တော်ညာလည်းမြင်တဲ့အတိုင်းပဲအားလုံးသုံးကြတယ်။အဲဒီအတွက်ကြောင့်မို့လို့ဒီမှာမြန်မာပြည်အောင်ပါသေးရပေါ့နော်။အဲဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့အရေးကြီး data တွေဆိုရင်မချန်ခဲ့ပဲနဲ့ဖြတ်ပစ်လိုက်ပါအဲ့ဒါပို့ပြီးတော့ကောင်းပါလိမ့်မယ်။ဒါကကျွန်တော်တို့ဒါဒီ ChatGPT free ယူရဲ့အပိုင်းပေါ့နော်။ဒါပြီးရင်ကျွန်တော်နောက်တစ်ခုထပ်ယူမယ်။ကဒီမှာ Canva ဆိုတော့ Canva ကိုနှိပ်မယ်ကျွန်တော်ဒီ Canva.com ကိုဝင်ပြီးသွားပြီဆိုရင် login ဆိုတာကိုတစ်ချက်နှိပ်မယ် continue with email ဆိုတာကိုရွေးမယ်ပြီးတော့ရင်ဒီကိုလာမယ်ဒီမှာသူပေးတယ်ကျွန်တော်တို့ဒါ mail ကိုတစ်ချက် copy ယူမယ်ပြီးရင်ဒီကိုပြန်သွားမယ် paste ချမယ် continue နှိပ်မယ်ပြီးရင် password ယူမယ်ပြီးရင်ကျွန်တော်ဒီမှာ password ထည့်လိုက်မယ်ပြီးရင် login နှိပ်လိုက်မယ် password မှာပေါ့နော်အဲ့လိုပြရင်ဒီ login with code institute ကိုရွေးမယ်ပြီးရင်ဒီကိုပြန်လာမယ်အဲ့တော့ကျွန်တော်ဒီမှာဒီ code ကိုဝင်ဖို့အတွက် code နဲ့ဝင်ဖို့အတွက်ဆိုရင်ဒီ website ကဒီကောင်လေးကိုတစ်ချက်နှိပ်မယ်သူက code ကကြတော့သူက5 second နဲ့10 second ချားတယ်ဆိုတော့အရင်ဟိုမှာမဖြစ်အဲ့တော့ကျွန်တော်အချိန်လေးတစ်ချက်ကြည့်ဖို့လိုတယ်89နော် refresh တစ်ချက်လုပ်မယ်ဒီကောင်လေးကို copy ယူလိုက်မယ်paste ထည့်မယ် continue နှိပ်မယ်ဒါဆိုကျွန်တော် account ဝင်သွားပြီဆိုတော့အဲ့မှာဒါသူ့အနေနဲ့ဒါ team plan ပေါ့နော် team plan ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့သူ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကို request လုပ်ထားတာရှိတယ်ဒါကတော့ကျွန်တော်တို့ line လာရမယ်
ဒီမှာ incorrect ဖြစ်နေကုန်တဲ့ခုနကလိုဝင်ရမယ်ဒါပေမဲ့ password မ change နဲ့ဒီ invite new member တွေပါဆိုလို့ရှိရင်အများမလုံးနဲ့ပေါ့နော်ဒါပေမဲ့လုံးချင်အောင်မတယောက်တလေအဲ့လိုမျိုးအများကြီးမလုပ်ပါနဲ့ဘာလို့ဆိုပြဿနာတက်လိမ့်မယ်ကျွန်တော်တို့မှာ pro ပေါ့နော်ဒီကောင်လေးကိုတစ်ချိန်ရွေးပြီးတော့စမ်းကြည့်ကြမယ်ရှေ့စားမပါလာအောင်ဒါကျွန်တော်တို့သုံးလို့ရတယ်ဒါဆိုရင် pro version ကို accept လုပ်လို့ရတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့အနေနဲ့ဒီကိုမေးနဲ့ကိုသုံးလို့မရဘူးပေါ့နော်။ကိုမေးနဲ့ကိုသုံးမယ်ဆိုသူ့အနေနဲ့ကတော့ကျွန်တော်တို့ကိုဒီမှာပြောထားရပေါ့နော် invite မလုပ်ပါနဲ့ log ကြမှာပါညာဆိုလို့ပေါ့နော်အဲ့လိုမျိုးသူပြောထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့တကယ်လို့သုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကောင့်တလေပေါ့ကျွန်တော်ထည့်လို့ရရောင်းလမ်းဝင်နေနေဆိုတော့ကျွန်တော်အများကြီးထည့်ဖို့တော့သိစီမပြေတော့ဘူးဒါပေမဲ့ထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်လွယ်လွယ်လေးရဲ့ဒီ code profile ကိုနှိပ်ပြီးတော့ရင် setting ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဒီကျွန်တော် team ပေါ့နော် people ပြီး invite people အဲ့မှာကိုယ့်ရဲ့ mail ကိုကျွန်တော်ထည့်ပြီးတော့ request လုပ်လိုက်ရုံပဲပြီးတော့လို့ရှိရင်သူတို့အဲ့မှာ join ဖို့ပေါ့နော်လာပြီးတော့ကျွန်တော်ဟိုလုပ်လိုက်ရပြီဆိုတော့သူတို့မှာ invited ပေါ့နော်အဲ့လိုမျိုးနေသူတို့ဝင်ထားတာဒါဆိုလို့ရှိရင် team member အနေနဲ့သူ့ mail နဲ့သူဝင်သုံးရအောင်နော်မျိုးကျွန်တော်တို့ဒါလူတကာမြင်ရတဲ့ပုံစံမျိုးမဟုတ်တော့ပေါ့ကိုယ့်ဘာကို team နေဒါပေမဲ့ဘယ်လောက်ထိဒီ provision ခံမလဲကျွန်တော်မပြောတတ်ဘူးဘာလို့ဆိုကျွန်တော်အရှိမပြောခဲ့သလိုပဲပေါ့နော်ဒီ outside ကဘယ်လောက်ထိသူတို့ပေးမှလဲသူတို့ပေးတဲ့အထိပဲကျွန်တော်တို့သုံးလို့ရမယ်အကယ်လို့မဟုတ်ဆိုတော့ purchase plan နဲ့ကျွန်တော်ဝယ်လို့ရတဲ့အနေအထားတွေသူတို့ပြထားတယ်ပေါ့နော်ကျွန်တော်ဒီ monthly နဲ့ဝယ်လို့ကျွန်တော် Netflix တွေပါရရှိ monthly နဲ့ဝယ်ရင်ဘယ်လောက်ကျွန်တော် yearly နဲ့ဝယ်ရင်ဘယ်လောက်ဒီမှာတခြား high ဆိုလဲကျွန်တော်အကုန်လုံး buy ကုန်ဖို့ဆိုရင် one year ဘယ်လောက်ဒါမျိုးပေါ့နော်ကျွန်တော်ဒီ ChatGPT နဲ့ Canva နဲ့ order free သုံးလို့ရတဲ့နည်းလမ်းလေးကိုပြောပြတာပါထပ်ပြီးတော့ပြောပြပါမယ်ထပ်ပြီးတော့တခု remind လုပ်ပါမယ်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဒီအရေးကြီးတဲ့ mail တွေနဲ့တွားပြီးတော့ဒီမှာကျွန်တော် register မလုပ်ပါနဲ့အသုံးမပြုပါနဲ့ temporary mail တွေနဲ့ပဲကျွန်တော်တို့အသုံးပြုပါ